ကျေးဇူးတည်တတ်တဲ့ရှင်သေမင်းရှိတယောအခါကဖျားလောင်းတော်မြတ်ရှင်သေမင်းဟာတခုသောတောင်ထိပ်မှရှိတဲ့ဂူအတွင်းမှာနေထိုင်လျက်ရှိပါတယ်။ဂူရင်းကနေထွက်ပြီးတောင်ထိပ်ပေါ်ကနေလှမ်းကြည့်လိုက်တဲ့အခါတောင်ကြီးမှာရေအိုင်ကြီးတအိုင်ကိုတွေ့လိုက်ရတယ်။အဲ့ဒီရေအိုင်ရဲ့မာတဲ့နွံတွေပေါ်မှာမြက်ပင်စိမ့်စိမ့်ဆူဆူတွေပေါက်နေကြတယ်။ယုံတရေသမင်းအစရှိတဲ့ခန္ဓာကိုယ်ပေါ်ပါတဲ့တရဝငယ်လေးတွေဟာမြက်ခင်းပေါ်မှာလာရောက်ကျက်စာနေထိုင်လေးရှိတယ်။တနေ့မှာနွံမြက်ခင်းပေါ်မှာရှိတဲ့ရွက်နှုတ်ကလေးတွေကိုလာရောက်စားတောက်နေတဲ့တမင်တကောင်ကိုရှင်သေမင်းကမြင်သွားတယ်။တားကောင်ကိုမြင်လိုက်ရတဲ့ရှင်သေမင်းကြီးဟာတောင်ထိပ်ပေါ်ကနေအရှိန်အဟုန်နဲ့တားကောင်အပေါ်ကိုခုံအုပ်လိုက်တယ်။ဒါပေမဲ့တမင်ငယ်ကိုမမိပါဘူး။တမင်ငယ်ဟာထိတ်လန့်တကြားနဲ့အသက်ဘေးကလွတ်ရာကိုထွက်ပြေးသွားတယ်။ရှင်သေမင်းကြီးရဲ့ကြီးမားတဲ့ကိုယ်ခန္ဓာဟာမြက်ခင်းပြင်နွံအိုင်နဲ့နှိမ့်ဝင်သွားတယ်။အားဆိုင်ရုံးကန်လိုက်တိုင်းပိုလို့နစ်မြုပ်နေတယ်။နှုတ်အတွင်းကရုံထွက်လို့မရဖြစ်နေပါတော့တယ်။ရှင်သေမင်းရဲ့ရှေ့၄ဘက်စလုံးရွှွနှုတ်အတွင်းမှာနစ်မြုပ်နေတယ်။နှုတ်အတွင်းမှာ9ရက်လောက်နစ်မြုပ်နေရတဲ့အခါရှင်သေမင်းဟာအစာရေစာမစားရလို့အင်အားကုန်ခန်းကတရားတော်မဲ့ကိန်းစိုက်နေပါတယ်။စိတ်ပြတ်အားငယ်စွာနဲ့တရားတော်မဲ့အချိန်ကိုစောင့်ဆိုင်နေခဲ့ရပါတော့တယ်။ထိုချိန်မှာမရောက်မလဲနဲ့အနာကပ်လာတဲ့မြေခွေးတစ်ကောင်ကိုတွေ့လိုက်ရတဲ့အခါလေတံတဲ့ကလေးနဲ့အတင်မြေခွေးငါ့အသက်ကိုကဲတင်ပေးပါလို့ရှင်သေမင်းကတောင်းပန်လိုက်တယ်။အိုးချင်းသေးမင်းတင့်ကိုနွန်အတွင်းကကဲထုတ်ပြီးလို့ပါတယ်။ဒါပေမဲ့နွန်အတွင်းကထွက်လာရင်တင်ကကျွန်ုပ်ကိုတက်စားပစ်မှာကြောက်ရွံ့စိုးရိမ်နေပါတယ်။ကြောက်ရွံ့စိုးရိမ်မနေပါနဲ့တင့်ကျေးဇူးကိုပြန်ဆက်ပါမယ်ရှင်သေမင်းရဲ့ဂတိစကားကိုယုံကြည်သွားတဲ့မြေခွေးကကုညီဆောင်ရွက်ပေးခဲ့ပါတယ်။ရှင်သေမင်းဟာနွန်နဲ့တည်ဆုံးရမယ့်ဘေးကနေလွတ်မြောက်သွားခဲ့တယ်။တေပြီးမှလွတ်မြောက်သွားတဲ့ရှင်သေမင်းဟာပေးကျက်နေတဲ့ရွှွနွန်တွေကိုစီးကြော့ပြီးနောက်မြေခွေးကိုတနေရာခေါ်သွားခဲ့တယ်။အဲ့ဒီနေရာမှာမြေခွေးကိုအေးဆေးထိုင်နေစေခဲ့တယ်။အဲ့ဒီနောက်ရှင်သေမင်းဟာကျွေးတကောင်ကိုတတ်ပြီးအသားတွေကိုယူဆောင်လာပြီးမြေခွေးကိုဥစွာကျွေးတယ်။မြေခွေးစားပြီးမှရှင်သေမင်းကစားတယ်။စားတော့ပြီးတဲ့အခါမှာမြေခွေးကအသားစားတုံးကိုကိုက်ချီပြီးတနေရာထွက်သွားမိဟန်ပြင်လိုက်တယ်။အဲ့ဒီအသားတုံးကဘသူအတွက်လဲမိတ်ဆွေမြေခွေးရှင်သေမင်းကမေးကြည့်လိုက်တယ်။ငါဇနီးမြေခွေးမအတွက်ပါရှင်သေမင်းမြေခွေးကပြန်လဲဖြေကြားလိုက်တယ်။ကျေးဇူးတည်တဲ့ရှင်သေမင်းဟာမြေခွေးနဲ့အတူမြေခွေးမကိုပါခေါ်ယူစေပြီးသူ့ရဲ့အနီးမှာရှိတဲ့ဂူငယ်တစ်ခုမှာလာရောက်နေထိုင်စေခဲ့တယ်။ရှင်သေမင်းနဲ့မြေခွေးနှစ်ကပူပေါင်းစာချထွက်ကြတယ်။အဲ့ဒီလိုအတူတကွနေထိုင်လာရင်ရှင်သေမကသားနှစ်ကောင်မြေခွေးမကသားနှစ်ခေါက်မွေးဖွားလာခဲ့တယ်။ရှင်သေပေါက်ကလေးတွေနဲ့မြေခွေးပေါက်ကလေးတွေဟာအတူတကွဆော့ကစားနေကြတယ်။ရှင်သေမင်းကလည်းမြေခွေးလေးတွေအပေါ်ကိုချစ်ခင်ဂရုစိုက်တယ်။ကာလချကြည်လာတဲ့အခါရှင်သေမစိတ်တဲ့တန်တရားဝင်လာတယ်။ငါရဲ့ယောက်ျားရှင်သေမင်းဟာမြေခွေးမနဲ့မြေခွေးကလေးတွေအပေါ်တိတ်ကယူဆိုင်တယ်ညွညင်တာလည်းမရှိဘူးတန်တော့သင်မြေခွေးမနဲ့ဖောက်ပြန်နေပြီထင်တယ်လို့ယူဆလိုက်တယ်အဲ့ဒါကြောင့်ရှင်သေမင်းနဲ့မြေခွေးတို့အစာရှာထွက်နေကြမှာမြေခွေးမကိုအဝေးမှာသွားနေဖို့နှင်ထုတ်လိုက်တယ်မြေခွေးပြန်ရောက်လာတဲ့အခါမြေခွေးမကအကျိုးအကျပြန်ပြောပြလိုက်တယ်အဲ့ဒီအခါမှာမြေခွေးကဟုတ်တယ်ငါတို့လည်းဒီမှာနေခဲ့တာအတော်ကြာပြီဒီစကားကရှင်သေမင်းကပြောခိုင်းတာပဲဖြစ်မယ်ရှင်သေမင်းလည်းတို့အပေါ်တန်ရောစင်ကုံသွားပြီထင်ပါရဲ့တို့ပြန်ကြတာပဲကောင်းပါတယ်လို့ပြန်ပြောလိုက်တယ်တစ်ဆက်တည်းမှာပဲမြေခွေးဟာရှင်သေမင်းထံသွားနှုတ်ဆက်စကားပြောရင်းခွင့်တောင်းလိုက်တယ်အချင်းရှင်သေမင်းကျွန်ုပ်တို့ဒီမှာမိခိုလာခဲ့တာကြာပါပြီဧည့်သည်အနေကြအင်ရှင်မုံပါတယ်ကျွန်ုပ်တို့နှစ်ဦးအစာရှာထွက်နေတော့ရှင်သေမကကျွန်ုပ်ဤဇနီးမြေခွေးမကိုစုပူကျိမ်းမောင်းနှင်ထုတ်ပါတယ်ကျွန်ုပ်တို့အကိုမိခိုရာမရှိတော့တာမို့နေရက်ကိုပြန်ကြပါတော့မယ်အဲ့ဒီအခါမှာရှင်သေမင်းကရှင်သေမကိုခေါ်ယူလိုက်တယ်။မြေခွေးဟာမိမိရဲ့အသက်ကိုကယ်တင်ခဲ့ဘူးသောမိတ်ဆွေဖြစ်တဲ့အကြောင်းကျေးဇူးရှင်ဖြစ်ကြောင်းအဆွေခွန်မွန်းကောင်းဆိုတာယုံညံ့သူဖြစ်စေအားနည်းသူဖြစ်စေဂုဏ်နှိမ်သူဖြစ်စေမိတ်ဆွေတို့ရဲ့ကျင့်ဝတ်နဲ့ညီရင်အပေါင်းအဖော်ကောင်ဖြစ်ကြောင်းမိမိတို့ရဲ့ကျေးဇူးရှင်မြေခွေးနဲ့မိသားစုအပေါ်နောင်ကိုမထီမဲ့မြင်မလုပ်ဖို့ပြောဆိုဆုံးမလိုက်တယ်။
ရှင်သိမဟာကောင်းမွန်စွာနားလေသဘောပေါက်သွားတယ်မြေခွေးမကိုတောင်းပန်စကားဆိုတယ်ရာသက်ပံချစ်ခင်စွာညီညီညွတ်ညွတ်နဲ့ဆက်လက်နေထိုင်သွားကြပါတော့တယ်ဤပုံမြင်လေးကိုကြည့်ပြီးရှင်သိမင်းလိုကျေးဇူးတည်တဲ့စိတ်ထားရှိသူဟာချီးကျူးစရာကောင်းပါတယ်တချို့ဆိုရင်ကိုကျေးဇူးရှင်ကိုတော့မိတ်နေတတ်ကြတယ်အထင်မှားနေတဲ့မိမိဇနီးတွေကိုအမြင်မှန်ရအောင်တွင်တင်ဆုံးမပေးတဲ့ရှင်သိမင်းနဲ့မနေတဲ့အချိန်လို့ယူဆတဲ့အခါမှာအဲ့ဒီနေရာကိုရဲရဲကြီးစွန့်ဝင့်တဲ့မြေခွေးဇနီးမောင်နှံရဲ့စိတ်တဟာလဲအတူယူစရာကောင်းနေပါတော့တယ်